大家好，အားလုံးပဲမင်္ဂလာပါနော်အခုလည်းရှင်းပြပေးမှာကတော့ပေါ့နော်တရုတ်စာအုပ်မှာအပြောပဲတက်ချင်တဲ့လူတွေတက်ပေါ့နော်ရွေထားရလားရှိဒီစာအုပ်လေးပေါ့နော်စာအုပ်မှာအခန်း3ကနေပြီးတော့မှအခန်း54ခန်းထိပါတယ်ပေါ့နော်ဒီထဲလေးရရှမင်းမင်းလေးတွေမှတ်ရမယ်စာကြောင်းလေးတွေမှတ်ရအောင်ရှိရပေါ့နော်ဒါလေးကိုရှပိုင်းပိုင်းလေးနဲ့အစီအစဉ်သွားမှာနော်ဟုတ်ပြီအဲ့ဆိုရင်တော့ကြည့်ရအောင်ရှင်းရဖင်းနေတယ်ပေါင်းခဲ့ပြီဆိုတော့ဒီဟာလေးကအရင်ခက်တာတော့မဟုတ်တော့ပေါ့နော်ဖင်းပေါင်းတယ်လို့ရှိရင်ရပြီဟုတ်ပြီကြည့်ရအောင်我ဆိုရင်တော့ကျွန်တော်ပေါ့နော်我ကျွန်တော်နေ你ဆိုရင်တင်ခင်ဗျာနောက်တစ်ခုထင်အားထားဆိုရင်သူတို့မဟုတ်ထားသူမလည်းသုံးလို့ရတယ်我我们ဆိုရင်ကျွန်တော်တို့နေ你我们你们ဆိုရင်ခင်ဗျားတို့ထင်အားထား我们他们ဆိုရင်သူတို့父母ဆိုရင်မိဘပေါ့နော်ပွားပဆိုရင်အဖေမိုးအားမမအမေတို့ရာ哥哥ဆိုတော့အကိုပေါ့နော်ကြီးရဲ့姐姐ဆိုရင်အမတေးတီတီဆိုရင်ညီလေးတို့မဟုတ်မောင်လေးဖေယုံတငယ်ချင်းချီအန်ချန်ကပတ်စံပြောတာပေါ့နော်ယုံဆိုရင်ရှိမွေးမိန်ယုံအရင်မယုံဆိုရင်မရှိဘူးမဟုတ်ဘူးပေါ့နော်မယုံနဲဆိုတဲ့ပြစာကြောင်းရဲ့နောက်ဆုံးမှာသုံးတဲ့အသုံးလေးပေါ့နော်ရိုးဆိုတဲ့ပုံစံမျိုးလေးကကနဲဆိုရင်အကိုရောမာဆိုတာမိကုန်းနာပေါ့နော်တရုတ်မှာဆိုတော့နောက်မှာမာထည့်လိုက်လို့ရှိရင်မိကုန်းဖြစ်တယ်နော်ဒီတက်ရဆိုပိုင်ဆိုင်ခြင်းကိုပြတဲ့ရဲ့ပုံစံမျိုးလေးပေါ့နော်အဲဒီမှာစာကြောင်းလေးကြည့်မယ်ညီတဲ့ဆိုရင်ခင်ဗျားရဲ့姐အမညီတဲ့姐ခင်ဗျားရဲ့အမ我的朋友ကျွန်တော်ရဲ့သူငယ်ချင်းပေါ့နော်ဟုတ်ပြီလက်ရှိပြနေပြန်ဖတ်ပြမယ်我、你、他、我们、你们、他们、父母、爸爸妈妈、哥哥、姐姐、妹妹、弟弟、朋友、钱、有、没有、呢、哥哥呢、妈的、你的姐姐、我的朋友。好比，那是你老师哪里看到没？နောက်မှာကလာရှိလို့ပေါ့နော်ပတန်လေးရှိတယ်subject ယုံ object ပေါ့နော်တခုကတော့ကိုမှရှိတာဆိုလို့ရှိရင်ယုံနဲ့သုံးလို့ရတယ်ပေါ့နော်ယုံဟုတ်ပြီအဲဒီမှာစာကြောင်းလေးလေ့လာကြည့်အောင်ဘောကျွန်တော်မှာယုံရှိတယ်姐အမရှိတယ်ပေါ့နော်ဘောယုံ姐ရှိတယ်ဆိုရင်ယုံဘောယုံ姐ကျွန်တော်မှာအမရှိတယ်ဘောကျွန်တော်မှာယုံရှိတယ်哥哥အကိုဘောယုံ哥哥ကျွန်တော်မှာအကိုရှိတယ်ဘောကျွန်တော်မှာယုံရှိတယ်三是一二三四个三ပေါ့နော်ကုံချင်းရန်ချမ်းဆိုတော့ထောင်ကနန်းကိုပြောတာ三千ဆိုရင်3000ဝယုံ3千ကျွန်တော်မှာ3000ရှိပါတယ်နော်နောက်တော့ရှိရဆိုရင်ယုံနဲ့သုံးမယ်ဝယုံ姐ဝယုံ哥哥ဝယုံ3千ဟုတ်ပြီနောက်တစ်ခုဆိုတော့အဲ့ဒါမှာဒါပုံမှန်ရှိတာပြောတာပဲအဲ့ဒါမှာဆိုအရေးအတွက်ကိုအတိအကျပြောမယ်ဆိုလို့ရှိရင်ကပေါ့နော်ကရဆိုမျိုးပြစကားလုံးတစ်ခုတစ်ကောင်တစ်ယောက်ကိုပူစားပြုတယ်ဝယုံကျွန်တော်မှာရှိတယ်မိတ်ဆိုရင်ညီမလေးရှိတယ်ညီမလေးတစ်ယောက်လို့ပြောချင်တယ်ဆိုတော့ဆိုရီကနဲ့သုံးမယ်ရီကတစ်ယောက်နော်ဝယုံရီကမိတ်ကျွန်တော်မှာညီမလေးတစ်ယောက်ရှိပါတယ်နောက်တစ်ခုဝယုံ3个朋友ကျွန်တော်မှာသူငယ်ချင်း3ယောက်ရှိပါတယ်နော်အဲ့ရှိတာပြောခဲ့ပြီသူနဲ့ဆန့်ကျင်ဘက်အငြင်းမရှိဘူးဆိုရင် main ယုံပေါ့နော် main ယုံဝမင်းယုံ哥哥ဆိုရင်ကျွန်တော်မှာအကိုမရှိဘူးဝမင်းယုံ姐ကျွန်တော်မှာအမမရှိဘူး他没有妹妹他သူတို့မှာသူမှာ没有妹妹ညီမလေးမရှိပါဘူးပေါ့နော်နောက်တစ်ခု他们没有钱他们သူတို့မှာ没有မရှိဘူး钱ပတ်စံမရှိပါဘူးပေါ့နော်他没有哥哥သူမှာအကိုမရှိဘူးပေါ့နော်ဟုတ်ပြီလက်ရှိမှတ်မှာဒီရှိရဆိုရင်ယုံမရှိဘူးဆိုရင်没有ပေါ့နော်နောက်တစ်ခုကဆိုမေးခွန်းသုံးမယ်ရှိလားဆိုရင်ယုံမပေါ့နော်ယုံမ我不对你有姐姐吗ဆိုရင်你有姐姐吗ဆိုရင်မင်းမယုံမရှိလားအမ你有姐姐吗ဆိုရင်ခင်ဗျားမအမရှိလားပေါ့နော်နောက်တစ်ခု你有妹妹吗ဆိုရင်မင်းမညီမလေးရှိလား他有哥哥吗ဆိုရင်သူ့မှာအကူရှိလားပေါ့နော်ဒါဆိုမေးခွန်းဆိုရင်ယုံမနောက်တစ်ခုလည်းဆိုမေးခွန်းကိုသုံးလို့ရရှိသေးတယ်ယုံမင်းယုံပေါ့နော်ယုံမင်းယုံဆိုတော့ညီမတို့ translate လုပ်မယ်ဆိုတော့ရှိလားမရှိဘူးလားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်你有没有哥哥ဆိုရင်မင်းမအကူရှိလားမရှိဘူးလားနောက်တစ်ခု他有没有妹妹မင်းမညီမလေးရှိလားမရှိဘူးသူ့မှာညီမလေးရှိလားမရှိဘူးလားပေါ့နော်ပုံစံမျိုးလေးဟုတ်ပြီအဲဆိုရင်တော့ကျင်းကျုံနေနဲ့မှတ်ရမယ်ဆိုရင်ရှိရဆိုရင်
有မရှိဘူးဆိုရင်没有ရှိလားဆိုရင်有吗ရှိလားမရှိဘူးလားဆိုရင်有没有ပေါ့နော်ဒါလေးမှတ်နိုင်ရပြီအဲဆိုရင်နောက်တစ်ခါနေလိုက်ကြည့်အောင်အခန်းလေးပေါ့နော်အခန်းလေးမှာနှုတ်ခွန်းစစ်တာကျင်ပေါ့နော်ခဲအောင်ဟောင်းရဲ့အဓိပ္ပာယ်ရတော့ကောင်းဒီပေါ့နော်ကောင်းဒီခဲအဟန်ဟန်ရတော့အလွန်ပြောတာပေါ့နော်ဟင်ပြောတဲ့ဟင်ခဲအဟန်အလွန်ရေရတော့လဲပဲပေါ့နော်ခဲအောင်သုံးရဆိုအားလုံး自凹这个字以我凹自凹早啊所以自凹早安是延安早安所以你们啦奶奶干嘛身体所以干嘛耶谢谢ကျေးဇူးတင်ပါတယ်ပေါ့နော်ကြိုင်ကျင်းရန်ကြိုင်ဆိုရင်နောက်မှတွေ့မယ်အဲဆိုရင်老师拼လေးတစ်ခါပြန်ဖတ်ပြမယ်好ကောင်းဒီ很အလုံးရေလဲပဲသုံးအားလုံး早所以早安မင်္ဂလာနေ့ခင်မှာ身体ကျန်းမာရေး谢谢ကျေးဇူးတင်ပါတယ်ကြိုင်နောက်မှတွေ့မယ်ပေါ့နော်老师စာလေးမှတ်တဲ့အခါမှာဒီပေါ်ကမီနီလေးအကုန်လုံးမှတ်မိပြီဆိုမှအောက်ကစာကြောင်းလေးတွားကြည့်ပါတော့ဟုတ်ပြီအဲဆိုရင်老师တို့ conversation လေးလေ့လာကြည့်ရအောင်你好ဆိုရင်မင်္ဂလာပါ你身体好吗ဆိုရင်မင်းကျန်းမာရေးကောင်းလားပေါ့နော်你好吗သုံးနေရတယ်你身体好吗ကိုစင်တီတာသုံးနေရတယ်ခင်ဗျာကျန်းမာရေးကောင်းလားပေါ့နော်很好ဆိုရင်ကောင်းပါတယ်你好吗ခင်ဗျာရောနေကောင်းလားပေါ့နော်我也ငါလည်းပဲ很好အလွန်ကောင်းတယ်ဒီ爸爸妈妈ဆိုရင်မင်းအဖေနဲ့မင်း身体好吗ကျန်းမာရေးကောင်းလားနော်ခင်ဗျာအဖေနဲ့မင်းကျန်းမာရေးကောင်းလား他们两个都ဆိုတဲ့အဓိပ္ပာယ်တွေကသူတို့2ယောက်စလုံးဆိုပေါ့နော်2ယောက်စလုံးဆိုတဲ့အဓိပ္ပာယ်တွေသူတို့2ယောက်လုံး他们两个都很好သူတို့2ယောက်လုံးအရင်ကောင်းပါတယ်谢谢ကျေးဇူးတင်ပါတယ်ကြိုက်ချက်နောက်မှတွေ့မယ်နော်ပြီးရဆိုရင်老师拼လေးပြန်ဖတ်ပြပေးမယ်你好你身体好吗很好你好吗我也很好你爸爸妈妈身体好吗他们两个都很好谢谢再见ပြီးရဆိုရင်ဒါလေးရဆိုပေါ်ကမင်းလေးမှတ်ပေးရတယ်အောက်ကဒီစာကြောင်းလေးပြန်ပြောကြည့်ပေါ့နော်လွှတ်ရအောင်ပါပြီဆိုရင်တော့အခန်း5ကြည့်မယ်အခန်း5မှာရဆိုနှုတ်ခွန်းဆက်တာခြင်းမှာအပိုင်းနေပေါ့နော်ကဲအောင်ကုန်းဇဝူအောဇောကုန်းဇောဆိုတာဆိုအလုပ်ကိုပြောတာပေါ့နော်ကုန်းဇောအလုပ်နောက်တစ်ခုမောအမှန်ကအလုပ်များဒီ busy ပေါ့နော်အလုပ်များတာကိုမှန်ကလုံးနဲ့သုံးချင်နေရတယ်ကုန်းဇောမှန်နှလုံးသုံးနေရတယ်ပေါ့နော်ပူကတော့ဆိုအငင်းတိကျမှာဆိုအငင်းမှာတစ်ခုပဲရှိရယ်မိန်နဲ့ပူပေါ့နော်ပူမှန်ဆိုရင်အလုပ်မများပါဘူးဝမ်အန်ဆိုရင်ရှိမှသင်ခဲ့တယ်ကြောင်အန်ဆိုရင်မင်္ဂလာနည်းနည်းခင်းပါဝမ်အန်ဆိုရင်good night ပါပေါ့နော်ကြောင်အန်ဆိုရင် morning ဝမ်အန်ဆိုရင် good night ကောင်းတော့ညပါပေါ့နော်ဟဲဝအန်欢迎ဆိုတာ是ကြိုဆိုပါတယ်欢迎နောက်တစ်ခု欢迎关联ဆိုရင်ကြွရောက်လာတဲ့အတွက်ကြိုဆိုပါတယ်ပေါ့နော်ပိုးပူထိုင်းရဆိုဘတ်တွေနဲ့သုံးမယ်ဆိုရင်ပူထိုင်းပလက်ဘတ်ဆိုရင်တိတ်မဘူးပေါ့နော်ပူထိုင်းပလက်ဘတ်တိတ်မဘူးပူထိုင်းမှန်ဆိုဒီမှာသုံးမယ်ပူထိုင်းမှန်ဆိုရင်အလုံးတိတ်မများပါဘူးပူထိုင်းဟောင်းတိတ်မကောင်းပါဘူးပေါ့နော်ဟုတ်ပြီနောက်ရှုပ်ဖိနေပြန်ဖတ်ပြမယ်工作忙不忙晚安欢迎光临不太忙不太好ဟုတ်ပြီနော်ဒီဘောတော့ဆိုမင်းနေလေးမှတ်ပြီးပြီဆိုရင်အောက်က conversation လေးလေ့လာကြည့်မယ်ပေါ့နော်ဒီ工作忙吗ဆိုရင်ခင်ဗျာအလုပ်များနေလားဟမ်းမှန်အရင်များတယ်ဒီနဲ့ခင်ဗျာကရောပါနော်ဝေါ်ပူထိုက်မှန်ဆိုရင်ကျွန်တော်ပူထိုက်မှန်တိတ်မများပါဘူးဒီရှမ်းဒီဟောင်မှခင်ဗျာကျမကြီးကောင်းလားပေါ့နော်ဟန်ဟောအရင်ကောင်းတယ်ရှက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဟုတ်ပြီနောက်ရှင်းပြပြန်ဖတ်ပြမယ်你工作忙吗很忙你呢我不太忙你呢身体好吗很好谢谢